အားလုံးပဲမင်္ဂလာပါညီမကချစ်မင်းတို့ကားလေးဝယ်ဆောင်မှုပါဒီရက်ထဲဒီမှာရန်ကုန်မြောက်ဒီမြရီရန်ကုန်ကိုပုံမှန်အတိုင်းပြည့်စက်ပေးနေပါတယ်ရှင်အာရှလန်ဖွင့်ပြီလားမင်းကြကြီးတဲ့များအတွက်ကိုအာရှလန်ကတော့မဖွင့်သေးပါဘူးเนาะဖွင့်လို့ရှိရင်တော့အာရှလန်ကပဲညီမတို့ကြီးတဲ့အတွက်ကိုညီမတို့အာရှလန်မဲ့တော့ဖြစ်ပါတယ်ရှင်အခုဒီရက်ထဲဒီမှာတော့လောကမဖွင့်သေးပါဘူးဒီထောက်ကိုလမ်းမကနေပဲညီမတို့သွားပြီးကျုပ်တောင်လို့ထောက်ကိုလမ်းမညီမတို့သွားတာပေါ့เนาะအားလုံးပဲခီးတယ်များသိကျင်တဲ့အကြောင်းရင်းတွေရှိရဲ့ဒီကားသေးနဲ့ပတ်သက်ပြီးမသိကြဘူးပေါ့နော်ဖုန်းစိန်မေးကြတာများရဲ့ဒီကားသေးဆိုတာပါလဲဘလို့ကားမျိုးလဲဘလို့ကားမျိုးလဲဒါမှမဟုတ်15ရောက်စီကားတွေလားဘလို့ကားလေးတွေလဲအဲ့လိုမသိကြဘူးပေါ့နော်ကားသေးဆိုတာညီမတို့က Pro Box ဆက်စီဖီတာကားသေးလေးဖြစ်ပါတယ်ရှင်အဲ့ကားသေးလေးတွေဟာညီမတို့ AC ကားပုံစံတက်စီကားလေးဖြစ်တဲ့အတွက်ကြောင့်ခေါင်းငန့်တယောက်အလေကန်ကတော့3ယောက်ပါအဲ့တော့4ယောက်စီကားတည်ပါရှင်ညီမတို့4ယောက်ထက်ပိုမတင်ပါဘူးเนาะခီးတယ်2ယောက်နဲ့လည်းညီမတို့ထွက်ပြီးတယ်3ယောက်နဲ့လည်းထွက်ပြီးတယ်ပေါ့နော်4ယောက်အပြည့်လည်းထွက်တယ်4ယောက်မပြည့်လည်းထွက်ပါရဲ့ရှင်အဲ့တော့ကြောင့်ချင်းမင်းသူကားလေးဝယ်ဆောင်မှုကရန်ကုန်မြောက်ရန်ကုန်ကို Pro Box ဆက်စီဖီတာကားသေးလေးတိတန့်မဲ့သွားပါရဲ့ရှင်ကားကြီးလုံးဝမရှိပါဘူးညီမတို့ကကားသေးတိတန့်မှာရန်ကုန်မြောက်ရန်ကုန်ကိုကားသေးတိတန့်မဲ့ပို့ဆောင်ပေးပါရဲ့နော်ခီးတယ်များအနေနဲ့ပြောချင်တာလေးတစ်ခုရှိပါသေးရဲ့ကားသေးဖြစ်တဲ့အတွက်ကြောင့်ကားကြီးနဲ့ဇင်းလုံးလေးကွာပါရဲ့နော်အဲ့ဒါလေးကိုသိစေချင်ပါရှင်ပြပါတယ်မှာလမ်းမှာလုံးဝညမရပါဘူးနော်ကားလုံးဝမချိန်ဘူးမှာညီမတို့နေချင်းအောင်ပဲပို့တယ်ကားလုံးဝမချိန်ဘူးဟုတ်တယ်ကားသေးပါမှာကားသေးပါနော်ခေါင်းကန်1ယောက်ထိုင်လေကန်ကတော့3ယောက်ထိုင်ပါမှာမိုးချုပ်လာဆိုတာကဒီတောင်မွန်လန်းပိတ်ပုံပူကြည့်တာပေါ့နော်ဂျား2ရက်မှာတော့မိုးနဲ့ချုပ်တယ်မှာအခုဒီရက်တွေမှာတော့မနေ့ကတက်သွားတဲ့ကားကတော့9နာရီနဲ့ရောက်တယ်ဒီနေ့တက်တဲ့ကားကတော့4နာရီခွဲလောက်နဲ့ရောက်သွားတယ်ဟုတ်4နာရီဟုတ်တယ်4နာရီ45လောက်9နာရီမထိုးခင်လောက်ရောက်တယ်မှာဟိုပထမ2ရက်မှာတော့ပထမ2ရက်ကတော့နည်းနည်းလမ်းပိတ်သွားညီမတင်သားသေးတယ်ပထမ2ရက်လမ်းပိတ်ရက်2ရက်ကိုလေလေဟုတ်2ယောက်နော်အလဲကန်2ယောက်နော်မှာခေါင်းကန်3သိန်းအလဲကန်2သိန်းခွဲပါမြို့နယ်ဆိုတာညီမတို့ကလှိုင်းသားရရဲ့ရွှေပြည်သားရဲ့တက်နေရဲ့အဲ့3မြို့နယ်တော့ညီမတို့မကြိုးပေးဘူးဆိုတာမှမနာစောကြီးမှာအဲ့ဒီခီးတယ်ညီမလိုက်ရှာနည်းဝေးတဲ့ခါကျတော့အခြားခီးတယ်နောက်ချက်လေးဖြစ်မှာဆိုလို့သိရမလားတခြားမြို့နယ်တွေအားလုံးကတော့ညီမတို့အိမ်ရောက်ကြိုးပေးတယ်ကားကင်းတော့တင်ငန်းကျွတ်မှာမှာဟုတ်ပါရဲ့မှာဟုတ်ပါဟုတ်ကဲ့ခီးတယ်ပေးလိုက်ပါနော်ညီမတခါလေးသူနဲ့ချိတ်ဆက်လုပ်လိုက်မယ်နော်မနော်ဟုတ်ကဲ့ဟုတ်21ရက်နေ့ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါနော်မနော်ဟုတ်ကဲကားတီးတီးတန့်ဆိုတာလူ4ယောက်စီကားတီးပါနော်အဲ့ဒါလေးကိုအပြပေးခြင်းလို့ပါရှင်ကျေးဇူးများ